အားလုံးမင်္ဂလာပါငါးလပိုင်းအတွက်လာစာရပြီဆိုတော့ပြောပြီလေပြောပြီလာစာကျွန်တော်တစ်ချက်ကြီးစရေးဆိုတော့လာစာအထူးထောက်ပံ့ကြီးတသိန်းလေးရထားတယ်ဆိုတော့လာစာ9သိန်းကြော်တော့ရတယ်အဲ့ထဲမှာဖြန့်ငွေကအာမီလမ်ဖိုးတို့ဘာတို့တဲအာမခန်တို့ဥပိုင်တို့ဘောက်ထဲတဲ့ခါမှာ4000ကျော်တော့ဖြတ်ထားတယ်ဒီမှာလက်ရှိလက်ထက်မှာ4သိန်း6တောင်း9ထောင်4သိန်း6ထောင်10ထောင်ရရှိထားတယ်ဆိုတော့လာစာရပြီဆိုတော့အရင်ဆုံးဘာလို့ရမလဲဘုရားသခင်ကိုကြည်ယူတင်ပါတယ်ကြည်ယူတင်စကားပြောရှင်ပါတယ်ဘုရားသခင်ကြည်ယူတင်ပါတယ်ပုံမှန်လာစာထုတ်ယူရစားတော့ရတော့3ရတော့ခွင့်ကိုပြင်ဆင်ပြီးတော့ဘုရားသခင်ကျူလို့ချီးမွမ်းတယ်ပြီးတော့ဆေဘုတ်တဖို့ကိုဘာမှမတုံးခင်ပယာဆရာဒီမပေးခင်အရင်ဆုံးဆေဘုတ်တဖို့ဖယ်ရမယ်ဘုရားပေါ်မှာတစ္ဆာရှိဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့4သိန်း6တောင်း10ထောင်ဆိုတော့4သိန်း9တောင်းဆေဘုတ်တဖို့ဖယ်မယ်4သိန်းဆိုတော့4တောင်းတော့1တောင်း4ဒါ4တောင်း4သိန်းနဲ့4တောင်းဆေဘုတ်တဖို့ဖယ်မယ်6တောင်း4သိန်း6တောင်းဆိုတော့9တောင်းပဲထားလိုက်ပါ9ထောင်ဖယ်လိုက်မယ်5 69ထောင်ဒါဒီမှာခွဲချမ်းတယ်မခွဲချမ်းခင်ဆေဘုတ်တဖို့ကိုဒီတောင်း9ထောင်လာစာဘာမှမတုံးခင်စီဥစွာကျွန်တော်ဆေဘုတ်တဖို့ကိုဖယ်ဖို့မတန်မှရေးရှိပါတယ်ဆေဘုတ်တဖို့ဖယ်ခြင်းဖျားပေါ်မှာတစ္ဆာရှိခြင်းအပြင်ကျွန်တော်ကြံရှိတဲ့ရန်ငွေကြီးတွေအလကားမဖြစ်ပါဘူးအကျိုးရှိကျွန်တော်တို့အသက်တာမှာကောင်းမွန်စွာစားတော့တောင်းရပါလေပျောက်ဆုံးခြင်းလေလွန်းခြင်းမရှိပါဘူးတကယ်တက်တည်ခံတယ်ဆေဘုတ်တဖို့ထဲလိုက်ပြီးဖျားခင်ကျူတော့ချီးမွမ်းပါလေပြီးမှလည်းဒီကြဆုတောင်းမယ်လောလောဆယ်ဒီမှာက4သိန်း2တောင်းအောက်ကျန်တယ်ပေါ့နော်ဒါ4သိန်း2တောင်းထဲမှာအဖေချင်းတောင်မှာအဖေခွဲစိတ်ထားတဲ့ကျမ်းမိုင်းမကောင်းဘူးအဖေတွက်လဲပြီးမယ်ပြီးတော့သမီး2ယောက်ကလည်းကျွန်တော်ရောက်ခမအိမ်မှာထားတယ်ဒီနေ့လည်းကြောင်းတက်မှာဆိုတော့နိုင်အိမ်ခွဲရမှာပေါ့နော်ကျွန်တော်လည်းဟိုသွားဒီသွားဆိုစီဘိုးလေးပါနည်းနည်းပပတော့ဖေးရမှာပေါ့လောလောဘာပြောဖျားခင်ကျူတော့ချီးမွမ်းပါတယ်လာစင်ပုံမှန်လာစာရရှိတယ်သမီးတွေတော့ကောရောက်ခမဒီရောကျွန်တော်ဖက်ကမိပါဒီရောဘာပြောကောမစွာရတလောက်ကျွေးမွေးနေရတော့ခွင့်ကိုပြင်ဆင်ပြီးတဲ့ဖျားခင်ကျူတော့ကိုချီးမွမ်းပါတယ်အရောက်ရှိတိုက်ပုံမှာလည်းဖျားခင်ကောင်းချီးပေးပါစီ